ယူဖို့အတွက်ခါရှိဝါမှာဈေးပတ်ဝယ်ခဲ့တဲ့အမှတ်တရဘလော်လေးပါပြီးတော့ခါရှိဝါမှာကကျွန်တော်ရှိရတဲ့ဒီညီမလေးနေရာဆိုတော့ကျောင်းစင်းစင်းရှင်ဒီညီမလေးဘူတာကိုသွားပြီးတော့မှဈေးပတ်ဝယ်ခဲ့ရပေါ့နော်ဖြစ်ရှင်တော့အဲ့ဒီနေ့ကမိုးလေးရလည်းဖွဲဖွဲကြနေရဲ့နှစ်ယောက်သားထီးရလည်းမပါခဲ့ဘူးပြီးတော့လိုရှင်တဲ့ပစ္စည်းကဈေးအရန်ကြီးနေရဆိုတော့ပေါ့နော်ပတ်စံမလောက်လို့အဲ့ဒီမှာဈေးပင်လေးပင်မှာလေးပတ်စံသွားထုတ်ပြီးတော့မှတခါပြန်သွားဝယ်ရတယ်ပေါ့နော်လူရှင်တဲ့ပစ္စည်းကအရန်လဲ quality လဲအရန်ကောင်းတယ်ပြီးတော့ဈေးကြီးနေဆိုတော့ကျွန်တော်ကဒီလားအိမ်ငှားဖို့အတွက်တွေပါရလောက်ထားဆိုတော့ဗောနော်ပတ်စံမလောက်ပေမဲ့ဒါပေမဲ့နည်းနည်းတင်းနေတွေကတော့ဝယ်ခဲ့တယ်ဗောနော်ခါရှိဝအရန်စီတယ်ပြီးတော့နည်းနည်းအဲ့လိုစုံတယ်ဗောနော်စားစရာကြီးလဲစုံတယ်လက်ဖက်စရာကြီးလဲစုံတယ်အဲ့ဒီမှာညီမလေးရှိကိုအမြဲတမ်းသွားတိုင်းသူကတော့အိမ်မှာအမြဲတမ်းစားစရာတွေအမြဲတမ်းကြိုက်တဲ့အရာတွေအကုန်လုံးလုပ်ကြည့်ရနောက်လည်းအမြဲတမ်းလေလာမယ်ဆိုတဲ့အကြောင်းပြောရှင်းတာပါပြီးတော့ကျွန်တော်ဒီအဝေးစားရွေးရပေါ့နော်ဒီဆိုင်မှာပဲဝယ်တယ် quality အရန်ကောင်းတယ်ပေါ့နော်လုံးဝအသားလေးရတယ်လုံးဝနူးဤနေရပဲအဲ့လိုပုံစံမျိုးကျွန်တော်ကအတွင်းထဲကအမဲခံရမလားဒါမှမဟုတ်ရင်ပေါ့နော်အပြာခံရမလားဆိုပြီးတော့မှကျွန်တော်ဝေ့ကြည့်ပြီးတော့မှရွေးရှယ်ရပေါ့နော်ဒါပေမဲ့အမဲနဲ့ပို့လိုက်တယ်လို့လည်းထင်တယ်အပြာလေးဆိုလို့ရှိရင်တော့ပို့ပြီးလင်းသွားတာပေါ့နော်ကျွန်တော်အရင်ကြိုက်တဲ့အဝတ်စားကြောအဲ့လိုအကုန်လုံးဆိုလို့ရှိရင်တော့6,900လောက်သွားမှာပေါ့နော်အခုကတော့3,900လောက်ပဲကျတယ်မြန်မာဝမ်ဆက်ကမြန်မာနိုင်ငံကိုမှာတယ်ပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံမှာရှုပ်ပေးလိုက်တာကအဆင်မပြေဘူးပေါ့နော်အဆင်မပြေတာကိုကအယောင်မကြိုက်တာလည်းပါရပေါ့နော်အဲ့ဒီကြောင့်မို့မြန်မာဝမ်ဆက်ကမြန်မာနိုင်ငံမှာလည်းပွဲယူခဲ့တော့လည်းမြန်မာဝန်ဆက်ဖြစ်တဲ့အတွက်ကြောင့်မြန်မာဝန်ဆက်နဲ့မယူဘဲနဲ့ဒီအနောက်တိုင်းဝန်ဆက်လေးနဲ့ယူမယ်ဆိုပြီးတော့မှဒီဝယ်ဖြစ်သွားတာပေါ့နော်ကျောင်းပွဲကတော့ဒီ3လပိုင်း3ရက်နေ့မှဆိုတော့လိုသေးရဲ့ဒါကတော့ကြိုတင်ဝယ်ထားတဲ့ဘယ်လိုလေးဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြပါဦးဆိုပြီးတော့ပြောချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်